လို့တကယ်တက်လား တကယ်တက်တာပေါ့ ငါရှိရမြန်မာလိုပြောရင် ငါ transition ဘာသာပြန်ပေးမယ်ကျွန်တော်မှချစ်သူတယောက်ရှိ I have a lover အတိတ်ပဲဟာ I ဆိုတာကျွန်တော် has ဆိုတာရှိတယ် lover ဆိုတာချစ်သူ I have a lover ကျွန်တော်မှချစ်သူတယောက်ရှိပါတယ် မိုက်တယ်သူကလည်းသူကြတော့မစိုးဘူးသူမရဲ့နာမည်ညိုညိုမြင့်လို့ခေါ်ပါတယ် Her name is Brown Brown High ဘာကြီးတော့ဟာ Brown ဆိုတာအညို High ဆိုတာအမြင့် Brown Brown High ညိုညိုမြင့် သူမဟာကလစင်လေးလို့ချောပါတယ် She is the Indian elephant အတိတ်ပဲဟာ India ဆိုတာ color elephant ဆိုတာ sing India elephant color sing ဟာသူမဟာပြင်းမနာမှနေပါတယ် တေးတော့ပါလေ မပေါက်နဲ့ရှောက်အောင်ပြောသူမဟာပြင်းမနာမှနေပါတယ် ဟဲ့ရပြီ She lives the lazy non stop အတိတ်ပဲဟာ lazy ဆိုတာပြင်းတဲ့ non stop ဆိုတာမနာဘူး lazy non stop ပြင်းမနာ ဟာအဲ့ဒါမှန်းသိငါနေပြည်တော်ဘက်ကမေးပါ တက်ကုန်းဘက်ကနေပတ်ထွက်တာပေါ့ သူမရဲ့အဖေနဲ့အမေကကျွန်တော်နဲ့လုံးဝသဘောမတူပါ Father and mother is very very စောင့်မြင်ကက် စောင့်မြင့်ကက်ကဘယ်ကပါလဲ ဒီလောက်မြင်ကက်မှာတော့ဘယ်သူကသဘောတူမှာ